ဟုတ်လားမင်္ဂလာပါရှင်အခုတလောအရန်ကိုလေးများနေတယ်စိုက်ထွင်းနဲ့စိုက်ထွင်းအားရဲ့ကွာခြားချက်လေးပေါ့နော်ကုမ္ပဏီကတော့အတူတူပါပဲရှင်စိတ်ကလေးတွေပါဝင်မှုလေးတော့ကွာခြားပါမယ်နော်အစီဝမ်းသွားလာခြင်းလည်းအတူတူပါရှင်စိုက်ထွင်းအားမှာဘာပို့သွားလဲဆိုရင်သူက overweight သမားတွေအတွက်အထူးသင်တော့တယ်လေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက်ပို့ပြီးတော့ထူးခြားကောင်းမွန်ပါတယ်ရှင်ပြီးတော့ဘိုက်ခေါက်မှာအရန်အစီစုတဲ့သူတွေအတွက်လည်းကောင်းမွန်ပါတယ်နော်အစီဝမ်းသွားတာကြိုက်တယ်ဆိုရင်တော့စိုက်ထွင်းအားကိုတောက်ပါရှင်ပြီးတော့သူကလေးလေးရင်တော့မှအစီဝမ်းပါတတ်ပါတယ်နော်ဒါကြောင့်မို့လို့ပါရှင်ဒါကနောက်ပြီးကြတော့သူကအသားရည်ကိုတင်းရင်းပြီးတော့အရွယ်တင်နုပြိုစေတဲ့ဓာတ်ပါဝင်ပါတယ်ရှင်ဒါကြောင့်မို့လို့အသားရည်လည်းကြည်လင်စေတဲ့ဓာတ်ပါဝင်တယ်နော်ဒါကြောင့်မို့လို့စိုက်ထွင်းနဲ့စိုက်ထွင်းအားမှာဆိုရင်တော့စိုက်ထွင်းကအစီဝမ်းပဲသွားစီတာoverweight မဟုတ်ဘူးပုံမှန်လေးပဲဘိုက်ခေါက်ထူလက်မောင်းတုပ်ပေါင်တုပ်ဆိုရင်တော့စိုက်ထွင်းလေးပဲတောက်ပါရှင်နော် overweight တမပြီးတော့လေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်ဘူးအစားလည်းအရန်များမရှောင်နိုင်ဘူးဆိုရင်တော့စိုက်ထွင်းအားလေးကိုတောက်ပါရှင်ဘယ်ဆေးလေးကိုပဲထောက်တလာခွဲတော့တောက်ပေးပါနော်တိတာလည်းရလက်ကိုရစေမှာပါရှင်ကျေးဇူးပါအခုလုံးကခန္ဓာကိုယ်အတွက်စိတ်ချရတဲ့ဆေးလေးပါရှင်အာမခံပြီးတော့ရောင်းပေးပါတယ်ရှင်အသေးစိတ်လေးသိချင်ရင် CP မှာလာမင်းပေးပါနော် comment မှာရှင်းပေးလို့အဆင်မပြေလို့ပါရှင်